ချင်းမိုင်တို့ခီးသွားရင်ဟုတ်ပါတယ်ဒီခီးကကျွန်တော်တို့ပထမဆုံးယထာစီချင်းတွေ့ကြုံနေပေးခဲ့တဲ့ခီးတစ်ခုဖြစ်ပါတယ်ကျွန်တော်ခီးတွေအများကြီးသွားခဲ့ပါတယ်ဒါပေမဲ့ကားတွေလင်းနေပဲသွားခဲ့ရဖြစ်တဲ့အတွက်ရန်ရင်စိတ်လှုပ်ရှားတယ်မခံစားပါဘူးဒါပေမဲ့ဒီခီးမှာတော့ကျွန်တော်တော်တော်စိတ်လှုပ်ရှားမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ပထမဆုံးယထာစီချင်းတွေ့ကြုံကိုပေးမဲ့ခီးတစ်ခုမို့လို့ပါပဲဒီလိုတော့ကျွန်တော်တို့ယထာကိတ်ကိုသွားခဲ့ပါတယ်ကျွန်တော်လည်းစိတ်လှုပ်ရှားနေရတဲ့ ACDC ရဲ့ Highway to Hell ဆိုချင်းနားထောင်ပြီးရထားဘူးတော်ရောက်ခဲ့ပါတယ်ရထားဘူးတော်ရောက်တော့ကျွန်တော်တို့ကားပေါ်နေ80ကိုချပါတယ်အားနဲ့ကျွန်တော်လည်းကိုယ့်အိတ်ကိုဆွဲရင်းနဲ့ပဲကျွန်တော်ရထားပဲခိတ်မှစီးရမလဲဆိုပြီးတော့ကျွန်တော်တို့ information ကောင်းတော့သွားမိခဲ့ပါတယ်ပြဿနာအကစတော့ပါပဲကျွန်တော်မှရှိတာလက်မှတ်တွေကရထားစီးမဲ့လက်မှတ်လားဒါမှမဟုတ်ရထားစီးဖို့လက်မှတ်ထိုးရမယ်လက်မှတ်တွေလားဆိုတော့ကျွန်တော်မသိပါဘူးအားနဲ့ information ကောင်းတော့သွားတော့ information ကောင်းတာကိုလည်းအင်္ဂလိပ်လိုမေးချင်မှာသူတို့ကလည်းအင်္ဂလိပ်စာမတတ်အတွက် language barrier အဲ့ဒါတက်ကုန်ပါအချိန်ခဏကြာတော့ကျွန်တော်တို့အင်္ဂလိပ်စာတက်တဲ့ရထားဝန်ထမ်းတယောက်နဲ့တွေ့ခဲ့ပါတယ်သူကကျွန်တော်တို့ဘာကူညီပေးရမလဲတဲ့ကျွန်တော်တို့လည်းဒီလက်မှတ်နဲ့ဘာဘယ်လိုလုပ်ရမလဲလို့မေးတဲ့အချိန်မှာဒီလက်မှတ်ကရထားစီးရဲ့လက်မှတ်ပဲတဲ့ဒီလက်မှတ်နဲ့ရထားစီးလို့ရပြီတဲ့ Gate 7မှာစီးရမယ်ဆိုကျွန်တော်တို့လည်း Gate 7ဆိုတဲ့ဟာကိုရှာခဲ့ပါတယ်ဒီတော့ကျွန်တော်တို့ Gate 7ကိုရှာတွေ့ခဲ့ပါတယ်ရှာတွေ့ပြီးတော့ကိုယ့်လိုကိုရှုပ်နေကြတာပေါ့ဗျာတယောက်ကတော့မဟုတ်ဝယ်လူနဲ့ရေသမှုဝယ်လူနဲ့ပေါ့ကျွန်တော်လည်းဟိုဝယ်ဒီဝယ်နေပဲရထားဘူတာကိုပတ်ကြည့်ခဲ့ပါတယ်ဘူတော်မိုက်ပါရထားဘူတာကျွန်တော်တို့မြန်မာပြည်ဘူတာတွေထက်တောင်မိုက်ပါသေးတယ်လေးစိတ်ကြီးတစ်ခုလိုပါပဲတော်တော်လေးမိုက်တဲ့ရထားဘူးလားတစ်ခုလို့ကျွန်တော်တော်တော်မြင်မိပါတယ်အရင်မိုက်ပါတယ်အချိန်ခဏကြာတော့ကျွန်တော်ရထားထွက်ဖို့ကျွန်တော်တို့ကိုလှမ်းပြီးတော့ပြောပါတယ်အဲ့ဒါကျွန်တော်တို့လည်းလူတန်းစီကတွေ့တော့အမှတန်းသွားစီခဲ့ပါတယ်ခဏကြာကျွန်တော်ရထားပေါ်ရောက်ခဲ့ပါတယ်ရထားတော့ကျွန်တော်ထင်တော့မကောင်းနေဘူးဗျဒါပေမဲ့အဆင်ပြေပါတယ်တည့်ရရှိပါတယ်ရန်ကောင်းတဲ့ချင်းမရထားတစ်ခုရှိပါတယ်ဒါပေမဲ့ကျွန်တော်အမှားကြောင့်အဲ့ရထားလက်မကုန်မရခဲ့လိုက်ရပါဘူးဒါပေမဲ့ဒီရထားလည်းမစိုးပါဘူးအဆင်ပြေကြပါတယ်ရထားထိုင်မဲ့ခုံတွေကတော့တယောက်တနေရာစီဖြစ်သွားတဲ့အတွက်ကျွန်တော်တို့အားတစ်ခုတော့အားနေပါပါတယ်ဒါကကျွန်တော်အမှားလည်းမကင်းပါဘူးဗျာအားနဲ့ကျွန်တော်တို့ဟိုကြီးတီကြီးနဲ့ပဲကျွန်တော်နေရာမှာပစ္စည်းထားပြီးရထားတွဲကူးရတယ်ဒါရထားစီးခြင်းရဲ့ပထမဦးဆုံးကောင်းတဲ့အချက်တစ်ခုလည်းပြောရမှာပဲဘာလို့လဲခင်ဗျားရထားဦးမှာရထားစီးနေလို့ပြင်းနေတွဲတွေကိုကြက်တဲ့တွဲသွားကူးလို့ရပါတယ်အားလုံးကလည်းအေးဆေးပါပဲသူကလည်းသူပေါ့ဗျာကျွန်တော်စီးရထားမှာ first class နဲ့ second class ဆိုတာရှိပါတယ် first class ကတော့နည်းနည်းစုပ်တာပေါ့ဗျာ second class ကတော့တထီးလို့စီးရတာပေါ့ဒါပေမဲ့အရင်ကောင်းတဲ့ထဲတော့မဟုတ်ပါဘူးဒါပေမဲ့မိုက်ပါတယ်ရထားတွဲပတ်ကြည့်ရအကြောင်းရင်းရှိပါတယ်ကျွန်တော်ဆေးတောက်ကခြိုက်တယ်လူဆိုတော့ဆေးတောက်လို့ရမယ့်နေရာကိုရှာနေတာဖြစ်ပါတယ်ဆေးတောက်လို့ရတယ်ဆေးတောက်လို့ရတယ်ဆေးတောက်လို့ရတယ်ဘာကြည့်ချိန်ခဏကြာတော့ကျွန်တော်ရှိမှထိုင်တဲ့အနီးကရောက်နေပါတယ်သူလည်းကျွန်တော်ဟိုမေးဒီမေးကျွန်တော်လည်းသူ့ကိုဟိုမေးဒီမေးနဲ့နှစ်ယောက်လုံးကတော့တယောက်ပါတယောက်နားမနေကြပါဘူးဘာလို့သူကအင်ထိုင်းလို့ပြောတယ်ကျွန်တော်အင်္ဂလိပ်လိုပြောတယ်တော်တော်ရှည်ရတဲ့စကားဝိုင်းတစ်ခုပါပဲချိန်ခဏကြာတော့ကိုရုံးဆိုတခြင်းဖြစ်တဲ့ The Evening of Falling Clouds ဆိုတခြင်းကိုနားထောင်ရင်းနဲ့ပဲကျွန်တော်ရှင်းမှန်သူခီးဆက်ခဲ့ပါတယ်စီးပြီးငါလေးခီးကူထွက်လာခဲ့တောင်တွေမောင်တွေကြားမှာငါတွေ့ရွေးသွားနေစေဒီတာပရင်ပေါက်ကကြီးရဲ့ဂျယ်ရီလင်းလိုလက်နေခဲ့ခေါ်ဆောင်ရာကိုလိုက်လို့သွားဖို့အသင့်ဖြစ်ခဲ့ပြီပဲဟောင်းမှန်းသွားတဲ့နေတွေငါပြင်းရီလို့နေခဲ့ဝင်ပိုတွေကိုတဲဆောင်သွားတဲ့ပွဲ